Okay အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ပြန်နေခင်ပြီဖြစ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော် Evil versus AI Lee ပေါ့ Yeah Evil Lee versus AI Okay ကျွန်တော်ဆုံးမပြပါတယ်ကျွန်တော်ပြောစရာတခုရှိတာဗျာကျွန်တော်ကအဲ့ဒါကျွန်တော်ပတ်တိတင်ပွားဗျာအလဲမှာကျွန်တော်3လီဘောတော့ကျွန်တော်ဆော့လိုက်တယ်အမှကျွန်တော်ရှုံးမွေးကြုံပြီးကျွန်တော်ကြောက်ပါတယ်ကျွန်တော်အဆင်မတတ်နိုင်တော့ကိုကကျွန်တော်အစားနေပြန်ဆိုမယ်ဒါပေမဲ့ပတ်တိ Okay ပါကျွန်တော်ဘိုးရဗျာကျွန်တော်ဒီနေ့မှာအင်္ဂလန်သေးလောက်တော့ပါဦး Manchester City ပါလို့အေးကပါကျွန်တော်တောက်တက်ကျွန်တော် Inter Milan အသင်းနဲ့တွေ့ပါတယ်ပြီးတော့ကျွန်တော် Chelsea လေးနည်းနည်းပြောင်းရအောင်ဗျာ Chelsea ကကျွန်တော် eFootball ရဲ့ကွင်းမှာကစားပြီးကျွန်တော်ဟိုဒီကဆောင်းတွေပိုင်းပြီးရင်ကျွန်တော်အင်ဂျီကအမဲမစိုးဗျာဒီမှာကျွန်တော်အဖြူထားလိုက် Okay ပါကျွန်တော်လူစင်းပိုင်းကတော့ကျွန်တော်တို့ Ronaldo မတုံးတော့ကြပြီဆိုကျွန်တော် Ronaldo ပြန်ထည့်ကောင်းမလားဆိုအရင်မှာပဲထားပါမယ်တက်စစ်မူက2ယောက်နေနဲ့ဟာလန်နဲ့ကျွန်တော် Michael Owen နဲ့တွေ့မယ်ပြီးရင်အာမနေပြီးတော့ left midfielder right midfielder နဲ့ကစားဖြစ်ပါတယ် Okay ပါကျွန်တော် left midfielder မှာကျွန်တော် Ronaldo တုံးမယ်နဲ့ကျွန်တော် Pedriနောက်တန်းမှာကျွန်တော် Barcelona နဲ့ DS တွေမတုံးမဲ့ကျွန်တော် DS နဲ့ Van Dijk ကိုတုံးမှဖြစ်ပါတယ် Okay ပါကျွန်တော် Okay Rudy တော့ထားပါတော့ကျွန်တော် Rudy Okay ဆင်ပြပါတယ် Okay ပါကျွန်တော်ပွဲလေးစလိုက်ကြအောင် Let's go ဒါနဲ့ဆိုတော့အတင်းကောင်းစားလို့မသိ Haaland ထိုင်ကောင်းမလားကျွန်တော်အတင်းကောင်းစား Van Dijk Okay Van Dijkပြီးကျွန်တော်တို့ဆိုကျွန်တော်မိခဏလာမေးနေဥစားပန်နီကန်တမားကအလေးဟာလက် Okay ပါကျွန်တော်တို့စရကျွန်တော်ဝချမမဂျေနာပစ်ဖော်နေတာပေါ့ Van Dijk Hernandez Okay ပါတော်မှကျွန်တော်ပြင်သစ်အတွဲနဲ့ကျွန်တော်ဘာကူလာနဲ့အမ်ဘပေနဲ့ပွဲစဉ်တော့စတင်ပါပြီခင်ဗျာEvil AI versus AI လီရနေပြီးတော့ပွဲစဉ်နံပါတ်1 Manchester City အသင်းနဲ့ကျွန်တော် Inter Milan အသင်းနဲ့ကန်တော့ဖြစ်ပါတယ် Okay ကျွန်တော်လိုရတော့တန်းစီနေပါရဲ့ကျွန်တော်ဒီအခန်းနဲ့ကျွန်တော် blue တွေကြည့် Okay ပါပါရဲ့နံပါတ်9ဟာအပပရဲ့နံပါတ်21 21 City ပရိသတ်နေတဲ့လို့ဆိုများတယ်ခင်ဗျာနံပါတ်3ပရိသတ်တွေကဟိုပရိသတ်တော်များတော့အပြည့်ပဲကွင်းပြည့်ပဲ bro Okay ပါကျွန်တော်ဘယ်တော့စနေပါပြီစပီဘောတော့ Manchester City တဲ့ရောက်ရှိတာလေမြာဟာလန်ရတာတည်းမြာဟာလန်ပြီးတယ်ဂျူလီရတယ်လာမရမယ်ဟာမလုပ်တော့ရင်ကွာနည်းနည်းပြီးသွားပြီမဖြစ်တော့ဘူးလို့ဟာလန်ကွာနည်းနည်းလေးပေါ့ Okay လောတာဂျူလီပြီးတာလေကွာ Sorry ပါ luck Ribery ဟိုခဏလူပေးမှကျွန်တော်တို့ဘလုံးရရင်ကျွန်တော်ကိုမှာ Okay Mbappe Hernandez ကောင်းတယ်Van Dijk ရပါတယ်ကွာ Bedfordကျွန်တော်ဘက်မှာ Diego Costa ဗျချိုးဝချက်မှာ Jordan Bedford Okay မကြဘူးရတော့တယ်မကြဘူးလောက်တာတော့ဂိုးပြီခင်ဗျာဦးဆောင်ကိုစောစီရရှိသွားတယ်ခင်ဗျာရှင် Manchester City တင်းကရရှိသွားတယ်ခင်ဗျာဒီကိုမှကျွန်တော်တို့ပုံနေ17မိနစ်နဲ့17စက္ကန့်အတွင်းမှာရရှိသွားတာဖြစ်ပါတယ်ကျွန်တော်ဒီကိုမှကျွန်တော်ကိုသမားရဲ့မဟုတ်ကိုသမားနဲ့မဆိုင် Van Dijk ရဲ့အဆိုင်မန်ဂိုအိုဝင်နဲ့ကျွန်တော်ပြတ်ထုတ်တာနည်းနည်းကောင်းသွားတယ်ဗျVan Dijk ဗျကျွန်တော်လူမပေးပါဗျနည်းနည်းဟိုဒီတော့အမို့သူ body နဲ့ခုကစားကွာလူပေးဖို့လို့ကျွန်တော်အကဝင်ရ6ဝင်တာပြီးတော့ခိုးရ Okay ကျွန်တော်ဝက်စီပါကျွန်တော်ဝက်စီဖြစ်ရင်ကျွန်တော်စိတ်အေးထားမရသေးဘူးတီးရတိုင်းပဲဗျာကျွန်တော် AI ဆိုတော့ Okay ပါအလင်မှာကျွန်တော်စာ Harry Kane ဆိုရဲဘက်တယ်ကအလင်မှာပိတ်တာလေကွာအလင်မှာပိတ်တာလူတွေ Okay ကောင်းတယ်
Julie ဟာလဲရတယ်ဟာလဲပေးတော့မဘက်ထရီလွတ်နေလေကွာ sorry ပါကျွန်တော်လက်လေဘက်ထရီစီမရအောင် okay Hanidas your battery Julie ပါမိုင်းဖြတ်ထုတ်သွားကျွန်တော်လွတ်နေပြီဆိုကွာပေးပြီးမှစဉ်းစားမိရလွတ်တဲ့နေရာတွေအော်အေးဘလုံးကြီးပဲနဲ့ okay မဟုတ်လား Kimish ရမယ် okay ကောင်းတယ်ရမယ်ဒီလိုပဲဖြစ်ရမလဲကွာရမယ်လောက်အိုးနောက်တစ်ခုအိုးဟိုWillock Transana Ano ကျွန်တော် Kylian Mbappé ရတာလေ Kylian Mbappé စိတ်မရှိတော့ကွာဂိုးတော့ပါပဲတော်သေးပါတယ်ကွာလူကြိုနေလို့ offside အော်သူပြေးထွက်နေမှာနည်းနည်းကျွန်းသွားတာတတိပြကျွန်တော်နောက်တိုင်းရတိုင်းမဟုတ်တော့ဘူးဗျာနည်းနည်းတိတ်အားနဲ့ချင်တယ်လို့ဖြစ်โอเคကိုလုံးဝပြပေးလိုက်မယ်โอเคKimish ဒီကောင်းတယ် dribbling ဒီကစားမယ်လောက် okay ကောင်းတယ်ဘက်ထရီလုံးနဲ့ဘက်ထရီပေး okay ကောင်းတယ်လောက်လာတော့ပေးချလိုက်အိုးရှေ့ရပြီတိုင်ပတ်နေပြီကျွန်တော်သိရအမပေးလိုက်တာလူကက်တာလေကွာဒါမျိုးတွေပြကျွန်တော်အန်တယ်ရတယ်ဒါတေချာကစားရင်တော့ရတယ်ပြကျွန်တော်အဲ့ဒါနည်းနည်းOkay, battery. ရမယ် Julie ပိတ်တာဗျာဘယ်ကိုပေးရမယ်မသိတော့ဘူး Julie ကဲအိုးဟိုပေးဖို့ရ okay ဟာလဲလာကဲအေးဂူးပြီဗျာကျွန်တော်2စီဖြစ်သွားပါပြီကျွန်တော်ပထမပိုင်းပြီးကန်ဒီမှာအဲ့ဟာလဲဒုတိယကိုတွင်းယူသွားခဲ့တယ်ခင်ဗျာကဲကျွန်တော်အောင်ဝဲခံမှုကတော့အောင်ဝဲခံတာခေါင်းလိုက်တော့ကွာဝေဂျူလီဟာလဲโอเคပါကျွန်တော်အင်တာမီလန်အသင်းနဲ့တွေ့ရပါဂျီနဘီဖောကောင်းတယ်ကိုပါမရဲ့အမားနေပြီးပေးလိုက်ရတယ်နောက်တက်ဗျာကျွန်တော်ကြီးလေးဆော့ရင်တော့ကျွန်တော်နိုင်ဗျာကျွန်တော်နောက်တက်ဟိုကတိတ်အာရုံမဆိုင်ဘူးဆော့ရင်တော့ရှုံးဖို့ကတော့များတယ်ဟုတ်ဆိုဒီမှာတင်းရတိုက်စစ်ရအားကြောက်ဖို့ကောင်းခေပါကျွန်တော်ဟာလန်ဒုတိယကိုတွင်းယူသွားခဲ့ပြီပထမပိုင်းတော့ကျွန်တော်ပြီးပြီရှင်တယ်ဟုတ်တယ်ပြီးပြီခေကျွန်တော်ပထမပိုင်းပြီးမှကျွန်တော်လူစားလေးမှုတွေလုပ်ရင်ကောင်းမလားဆိုတော့ဒီလူစင်းနဲ့အဆင်ပြေပါတယ်ခေကျွန်တော်ပြောဆက်ရှိရကျွန်တော်ဗီဒီယိုကိုကြည့်ရလူတွေမှာကျွန်တော်လူစင်းရဲ့ကွာကျွန်တော်မကြိုက်လို့ပဲဖြစ်ပြနေတယ်ပြောမဆိုပြကျွန်တော်ထောက်ပြချင်တာရှိရင်ထောက်ပြလို့ရပါတယ်လို့ကျွန်တော် comment လေးပါ okayကျွန်တော်ကစားပုံသူမကျွန်တော် formation ချတာတို့ဟိုကျွန်တော်ကစားတဲ့ပုံစံလိုအပ်ချက်ရှိကျွန်တော်ထောက်ပြပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော် comment ထဲမှာ okay ပါကျွန်တော်စပါပြီကျွန်တော်တို့ဘက်တိုက်စစ်ထိုးမှာကျွန်တော်သိတယ်အမကြိုသိတယ်အမကြိုသိနေတယ်အမဒီကွက်လီလာမှာဆိုတာအိုးလာပြီအေးကောင်းတယ်ဟိုတီကိုကော့စတာကောင်းလာဗျာတော်သေးကျွန်တော်ဗန်ဒိုက်ခိုင်လို့Harry Kane စီရောက်ရင်လည်းကိုးမှာပဲဟိုတော်တဲ့ပြန်ကန်ထုံးလိုက်လို့မဟုတ်ရင်ကိုးမှာလက်မတွေပါထောင်းတယ်ဒီကော့စတာကမကျွန်တော်နောက်တိုင်းပဲပိတ်ဆော့ရအောင်Oh no Okay 好嘞Okay ဂိုးပြီနောက်တစ်ခုလာအောင်မသိဗျာနောက်တစ်ခုလောက်လိုက်တော့ဂိုးပြီဗျာ3C
ဟာလဲဒူဒီဟာလဲဥစားနှစ်ကိုမြောက်သွင်းရတယ်ဗျာကျွန်တော်တက်ကိုပါโอเคပါကျွန်တော်ဟာလဲဒုတိယတက်ကိုတော့ကျွန်တော်သွင်းယူစားခဲ့ပြီများနှစ်ကိုမြောက်ပေါ့โอเคပါကျွန်တော်ရော်တန်လေးပြက်ကွက်တွေကျွန်တော်ပြင်ကြည့်ရအောင်ဗျဟာလဲပြီးထွက်တော်တော်မိုက်တော့ဗန်တိုင်းလာမမီဘူးဗျဗန်တိုင်းမမီဘူးဟာလဲအောင်တားဖို့အင်တာโอเคကျွန်တော်ဂျူလီလည်းကောင်းပါတယ်သူရဲ့ဖန်နေမှုပေးမှုโอเคပါကျွန်တော်3C ဖြစ်တော့ပြီ 3C Van Dijk Pedri လောက်လိုက်တော့မငယ်အိုးဝင်လောက်လိုက်တော့โอเคလူတခြားဘလုံးမပြတ်စေနဲ့โอเคကျွန်တော်ဒီလုံးအဲ့ကျွန်တော်ခရစ်စတီယာနိုရိုထည့်မယ်ကျွန်တော်မိုက်ကယ်အိုးဝင်နေရမှာမထည့်ဘူးโอ้โหกูต้องมา冒သွားတယ်อ่ะโอ้โหကျန်းကျက်โอเคဟိုအမဘေး dribbling share ပဲဗျာကျုပ်စီကြပြနည်းနည်းအချိန်ဆွဲပြီးတော့နောက်တန်းနေပဲနည်းနည်းပိတ်ဆော့မယ်ဒီလုံးတော့အောက်သွားပါဗျာကျွန်တော်ဒူထည့်ချင်လို့ပါ please အောက်ခံလိုက် okay ကျွန်တော်ဒူထည့်ရအောင်မိုက်ကယ်ဝင်ဟုတ်တယ်မိုက်ကယ်ဝင်နေရာမှာထည့်ရတော့ခရစ်စတီယာနိုတို့လူစားဝင်လာပြီ okay ပါအားကဝင်လာရှင်ပြီးပါပြီပါခင်ဗျာဒီနေ့ပွဲချင်း90မိနစ်တွင်မှာနံပါတ်30မိုက်ကယ်ဝင်နဲ့နံပါတ်9ခရစ်စတီယာနိုတို့လူစားလဲတယ်ခင်ဗျာ okay Harry Kane Diaz Ronaldo ကိုလေးကနေပြီးခောက်လာတယ်ဗျာဗန်တိုင်းတားနိုင်မလားအိုးဗန်တိုင်းတားတယ်ဟာကလင်ဘာဘေအမ်ဘာဘေဂျူလီဂျူစီလို့ကျွန်တော်ပြောတယ်ကျွန်တော်နောက်ပွဲချိုင်ကျွန်တော်ပတ်ဖူးချိုင်ကျွန်တော်အမ်ဘာဘီသုံးမယ်ဟုတ်တယ်ကျွန်တော်အမ်ဘာဘီဒီပွဲလောက်တော့ရအောင်ကျွန်တော်ဒီတိုင်းအောက်တာတော့မကောင်းဘူးဗျလမရမယ်အိုးဒီတော့ before စိတ်သွားပြန်ပြီဗျာကျွန်တော်ဖူးစီးပြေးပါကောင်းလေရမယ်ကန်ကြတယ်ကောင်းတယ်ပဲbefore ရဖမ်းတာ special ဖမ်းပါပြောကျွန်တော်အခုကျွန်တော်ဂုသမား400လားမသိအဲ့ဒီဂုသမားထဲမှာဘရုကြိုင်အဲ့ဒါကိုကျွန်တော်ကွန်မန့်ထဲမှာရေးတောင်းဆိုချင်ပါတယ်ဒီပြောကျွန်တော်ကွန်မန့်ထဲမှာရေးခိုင်းတော်တော်များနေပြီโอเคပါကျွန်တော်ဘရုကြိုင်ရကျွန်တော်ဂုသမား400ထဲမှာကော့စတာရယ်ဥစား JB4 ရယ်ပြီးကျန်းညဘလူးလည်းမသိကျွန်တော်လည်းမသိဘူးဗျာခရိုအေးရှားဂုသမားပါတယ်ပြီးရင်ဘလူးလည်းမသိဘူးโอ้โหสไลด์ทูလည်းမဝင်ဘူး okay offside အမဘီကောင်းတယ်မျိုးကျွန်တော်ဝင်ကားနေကျွန်တော်ဝင်းနေရတယ်ဗျာကျွန်တော်လူပေးသွားတာကောင်းတယ်သူရဲ့သူလိန်ထွက်တာတော့ကျွန်တော်ဆွဲပြီးတာလို့ special ကြီးဗျကဲ okay အချိန်ပို3မိနစ်ရတယ်ကျွန်တော်ထိန်းကစားဝဲကျွန်တော် clean sheet ရနိုင်တယ်ကျွန်တော် clean sheet ယူမယ်ဒီပွဲ yes ပွဲပြီးပြီအင်တာမီလန်တင်းနဲ့ Manchester City တင်းတို့ 3C ဆိုကြလာနဲ့ပွဲပြီးဆုံးသွားပြီခင်ဗျာခေကျွန်တော်အတင်းရကြီးတော့နှုတ်ဆက်ရဖြစ်ပါတယ်ခေပါကျွန်တော်အဝက်ခံနေပြီတော့ကျွန်တော် City တဲ့ကျွန်တော် series ကြည့်အောင်ကျွန်တော် 3C ကျွန်တော်ဘဝဆိုင်မှုက50ပြီးရင်ကိုပေါင်းကန်ချက်က9ချိန်ကျွန်တော်က9ချိန်ကန်9ချိန်စုံတည့်တယ်ကျွန်တော်တက်ပြီးရင် foul က3ညနဲ့ပြီးရင် offside ကကျွန်တော်က3ညဟိုချက်ကနဲ့ကော်နာတစ်ခုစီပဲကျွန်တော်တစ်ခေါက်စီပဲပြီး free kick က2ခေါက်ပြီးရင်
ကျွန်တော် passing ကကျွန်တော်46ဝက်ချာ80ကျွန်တော်35 55passing အောင်မြင်တာပေါ့ကျွန်တော်35 55ပြီးကျွန်တော် crossing ထောင်ပြီးတာကျွန်တော်10ချိန်ပြီးတော့ဘာလဲမသိဘူးကျွန်တော်အဲ့9ချိန်10ချိန်ပြီးရင်ကျွန်တော်ဖြတ်ထုတ်တာက4ချိန်1ချိန်ကျွန်တော် save က1ချိန်1ချိန်ပေါ့ okay ပါကျွန်တော်ဘယ်လိုကောင်းဆုံးလဲဆိုတော့ကျွန်တော်တို့ကကိုမဝေလာတာဒီဟာလိုက်ကကောင်းဆုံးပြီးရင်ဝချင်က before ကောင်းဆုံးကျွန်တော်ကုသမဆိုတော့ပြကျွန်တော်သူ save တဲ့နှလုံးဆိုတော့အကောင်းဆုံးပါကုသမစီမှာပဲဘောလုံးရတာပိုပြရတယ်ဗျဒီတင်မှာခေပါရှိပြီးတော့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကြည့်နေတိုင်း let's ကလေးနဲ့ update ကြပါဦးခင်ဗျကျေးဇူးတင်ပါတယ်အားလုံး